အားလုံးပဲမင်္ဂလာပါဒီဇိုင်းတစ်ခုမှာစာသား typography က90ရာခိုင်နှုန်းလောက်ရည်ကြည်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဖုန်းနဲ့ cover မှာပါတဲ့စာသားတွေကိုဘယ်လိုထည့်ရမလဲ font style တွေဘယ်လိုပြောင်းရမလဲ color တွေဘယ်လိုရှင်းရမလဲအဲ့ဒါတွေကိုစုံစုံလင်လင်ပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူ video ဆော့တီလိုက်ကြည့်ပေးပါရုံးကျွန်တော် cover အကောင့်ထဲဝင်ထားပါမယ်ပြီးတော့ကျွန်တော် site တစ်ခုရွေးချယ်ရပါမယ်ကို create လုပ်ချင်တဲ့ site ပေါ့နော်ကိုက YouTube thumbnail အတွက်လားဒါမှမဟုတ် Facebook post အတွက်လားအဲ့ဒါတွေကိုကျွန်တော်ရှေ့ရဗီဒီယိုမှာပြောထားပြီးသားပါအကြည့်ရရင်တွားကြည့်လို့ရပါတယ်ကျွန်တော်ကဒီမှာဒီ search bar YouTube thumbnail လို့ရိုက်ပါမယ်ဒီမှာဆိုအပေါ်ဆုံးမှာကြာလာပြီเนาะအဲ့လိုကျွန်တော်တစ်ချက် click မယ်ကျွန်တော်ဒီလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်ဒီအပေါ်ဘားနေပြီးအောက်ကိုဆွဲချလိုက်ပါဒီရန်လေးပေါ်လာပြီဆိုရင်ကျွန်တော်ဒီမှာအောက်မှာ text တို့ဘာလို့ပေါ်မလာဘူးဆိုရင်ဒီဘေးမှာ set clip ပါ click လုပ်ချိန်မှာ text တို့ elements တို့ပေါ်လာပါပြီဒီမှာ text ကိုတစ်ချက်နှိပ်ပါပြီးအဲ့ဒီဟာဒီမှာကျွန်တော်စာရိုက်ပါမယ် YouTube thumbnail လို့ရိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ text ကို font ပြင်ချင်တယ်ဆိုရင်ကိုသုံးချင်တဲ့ font ပေါ့နော်အဲ့ဒါဒီအောက်မှာရှိပါတယ် font ဆိုတာရှိပါတယ် font ဒီမှာဘေးကိုဆွဲပြီးတော့ကိုကြိုက်တဲ့ font ရွေးချယ်လို့ရပါတယ်ကိုက search bar နေချမယ်ဆိုရင်ဒီမြားလေးကိုနှိပ်ပါဒီမှာဆိုရင် search ပေါ်လာပါပြီကိုသုံးချင်တဲ့ font ကိုဒီမှာရိုက်တဲ့ပါကျွန်တော်က Anton လို့ရိုက်ပါမယ် ANTON Anton ဟောဒီမှာဆိုရင်ကြာလာပါပြီကျွန်တော်ဒီအပေါ်ဟာလေးရွေးလိုက်ပါမယ် ANT1 Anton ကိုရွေးပါမယ်ပြီးတော့ regular okay ဒီမှာဆိုရင် change သွားပါပြီဒီမှာဆိုရင်ကျွန်တော်ရွေးချယ်ထားတဲ့ font style လေးပြောင်းသွားပါပြီကျွန်တော်ပြီးရင်ဒီ text ကိုတစ်ချက်ထပ်နေပါမယ်အဲ့ဒီ heading ကျွန်တော်မြန်မာစာလေးရိုက်ကြည့်ပါမယ်ကင်မရာမှာမြန်မာစာနဲ့ပတ်သက်ပြီးတော့2မျိုးပါပါတယ်ပတောင်းနဲ့ပြည်ထောင်စုဆိုပြီး2မျိုးပါပါတယ်တကယ်လို့ကိုက font လေး upload လုပ်ချင်တယ်ဆိုတော့ pro version မှာရပါမယ်ကျွန်တော်ကဒါ pro မှာ education version ဆိုတဲ့အတွက်ကြောင့်ကိုယ့်ဘာသာကို font တွေ upload လုပ်လို့မရပါဘူးကျွန်တော်တစ်ချက်စာရိုက်ပြပါမယ်ဒီ area ကိုတစ်ချက် click ပြီးကျွန်တော်ဒီဘက်အောက်က edit ဆိုတာနှိပ်လို့ရပါတယ်ဒီမှာကျွန်တော်မြန်မာစာရိုက်ပါမယ်ပြုလုပ်နည်းပေါ့ဗျာဒီမှာဆိုရင်ဒီကောင်ကို font style ပြောင်းမယ်ဆိုရင် set click ပြင်ကျွန်တော်ဒီအောက်က font ဒီမြားလေးကိုတစ်ချက် click ပြင်ကျွန်တော်ဒီချက်ရှိကကိုတစ်ချက် click ဒီမှာပြည်ထောင်စုလို့ရိုက်ကြည့်ပါမယ် PYI ဒီမှာဆိုရင်ပြည်ထောင်စုနမူနာပြီးတော့ပတောက်လို့ရိုက်ကြည့်ပါမယ်ဒီမှာ browse ဆိုတာရှိပါတယ်တစ်ချက် click sorry ပတောက်ဆိုတော့တစ်ချက် click ပြီးရင်ကျွန်တော်ဘိုးနဲ့သွားပါမယ်okay ဒီ brow ရဲ့ဘိုးကနည်းနည်းလေးသေးပါတယ်ကျွန်တော်ကင်မရာက default ပေးထားတဲ့ font style နဲ့ပဲအဆင်ပြေပါတယ် set click ပြီးရင် font ကျွန်တော်ဒီ canva sans ဆိုတဲ့ဟာလေးရွေးပါမယ်ဒီကောင်ကပို့ပြီးအဆင်ပြေပါတယ်ကိုကမြန်မာ font လာတွေသုံးချင်လို့ရှိရင်ကျွန်တော်တို့pro version ဝယ်ပြီးတော့သုံးပြီးလို့ရပါတယ် site share ပါမယ် site ချုပ် share ကကျွန်တော်တို့ဒီကနေလုပ်လို့ရသလိုကျွန်တော်အောက်မှာ font size ဆိုပါပါတယ်ဒီကောင်လေးပါ set click ပြင်ဒီမှာ font size ကြီးသေးလုပ်လို့ရပါတယ်ပြီးတော့ကျွန်တော်ဒီစာကိုပဲထပ်ရိုက်ကြည့်ပါမယ်အများကြီးရိုက်ကြည့်ပါမယ်အကြောင်း3ကြောင်းလောက်ရိုက်ကြည့်ပါမယ်
ဒီလိုဒီစာတွေကရန်ကြည့်နေကျွန်တော်သေးလိုက်ပါမယ်သေးပြီးရင်ကျွန်တော်ဒီအပေါ်စာတွေကကတ်နေပေါ့နော်ကတ်နေတာကိုကျွန်တော်တို့နည်းနည်းလေးခွာခြင်းနေဆိုလို့ချင်းကျွန်တော်ဒီအောက်က advanced ဆိုတာရှိပါတယ် advanced ကိုတစ်ချက်ကလေးကျွန်တော် live spacing ကိုဒီမှာသုံးပြလို့ရပါတယ်ကိုကြိုက်တဲ့အကွာဝေးထားလို့ရပါတယ်ကျွန်တော် letter spacing ဆိုလည်းအဲ့လိုပါပဲကိုကြိုက်တဲ့အကွာဝေးထားလို့ရပါတယ်ကျွန်တော်ဒါလေးပြန်ဖြတ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့text effect တွေထည့်ပါမယ် video thumbnail တစ်ချက်ကလေး clip ပြီးရင်ကျွန်တော်တို့ text effect ထည့်ပါမယ်ဒီအောက်နားလေးကိုသွားပါဒီမှာ effect ဆိုတာပါပါတယ်စက်ကလေးဒီမှာကိုကြိုက်တာထားလို့ရပါတယ် text effect အသုံးပြုပုံအသုံးပြုနေကိုကျွန်တော်ရှေ့ကဗီဒီယိုမှာပြောပြထားပါတယ်အိမ်မှာသွားကြည့်ပါနောက်ကကျွန်တော် background လေးကိုတစ်ချက်ပြောင်းကြည့်ပါမယ် background လေးကို color ပြောင်းဖို့တော့ဆိုရင်ဒီဘောင်တစ်ချက်ကလေး clip ပြီးရင် background ကျွန်တော် background ရောင်တစ်ခုပေးလိုက်ပါမယ်ကျွန်တော်ဒီရောင်လေးခဏပေးထားပါမယ်ကျွန်တော် YouTube thumbnail ကိုတစ်ချက်ထောက်ပြီးရင်ကျွန်တော်တို့ effect ကိုကြိုက်တဲ့ effect လေးထားလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော် drop ကိုရွေးပြီးသွားပြီဆိုရင်ဒီမှာသူ့ရဲ့အလယ်ထဲမှာမြင်းချောင်းလေး၃ချောင်းပါတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက် click လုပ်ရှင်သူ့ရဲ့ setting ပေါ့ဗျာအဲ့ setting ကိုတစ်ချက် click ပြီးရင်ကိုကြိုက်သလိုထားလို့ရပါတယ်ကျွန်တော်ဒီ transparency ကိုကျွန်တော်တိုးကြည့်ပါမယ်တိုးကြည့်လို့ချင်းနောက်က share ကပို့ပြီးတော့ထင်းလာပါလိမ့်မယ်ကျွန်တော်ဒီကောင်လေးကိုနည်းနည်းလေးတင်ထားပါမယ်ပြီးရင် offset ကိုလည်းနည်းနည်းလေးပို့ထုတ်ထားပါမယ်နောက်ကအရေးကိုသေချာမြင်အောင်လို့ပါဒီမှာ offset ကကျွန်တော်တို့ဒီအရေးသွားခြင်းတဲ့ direction ပေါ့နော်ဒါလေးကိုရွှေ့ပြီးလို့ရှိရင်ကိုသွားခြင်းတဲ့ direction ကိုရောက်ပြီးဆိုတာနဲ့ရက်လိုက်အောင်ပါပဲဒီမှာဆိုရင်ကျွန်တော်တို့နောက်က share ရဲ့ color ကိုလည်းပြင်လို့ရပါတယ်ကြိုက်တဲ့အရာကိုထားလို့ရပါတယ်ကျွန်တော်ဒီအမဲမဲထားပါမယ်ကျွန်တော်ပြီးတော့ဒီ text ရဲ့ color ပြောင်းခြင်းနဲ့ဆိုရင်ဒီ text ကိုတစ်ချက်ကလေး click ပြီးရင်အောက်မှာ color ဆိုတာပါပါတယ် color ကိုတစ်ချက်ကလေး click ပြီးရင်ကိုကြိုက်တဲ့ color ပြောင်းလိုက်ရပါမယ်โอเคဒီကောင်လေး color လေးပြောင်းလိုက်ပါမယ်โอเคပြီးတော့ကျွန်တော်ဒီ YouTube thumbnail ဆိုတဲ့စာအုပ်တစ်ချက်ကလေး click ပြီးသွားလို့ရှိရင်ကျွန်တော်တို့ format ဆိုတာတစ်ချက် click ပါမယ် click ပြီးရင်ကျွန်တော်တို့စလုံးစောင်းချင်တာလားဘိုးတင်ချင်တာလားစသဖြင့်ပြီးရင် underline ထည့်ချင်တာလားပြီးရင်ကျွန်တော်ဒီစာအုပ်ဘယ်ဘက်မှာကတ်ချင်တာလားအလယ်မှာထားချင်တာလားပြီးရင်ကျွန်တော်ဒီ underline လေးပြန်ဖြုတ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီ text ကိုပဲကိုကမိန်လေးထားချင်တယ်ဆိုလို့ရှိရင် transparency ဆိုတာရှိပါတယ် transparency ကိုတစ်ချက်ကလေး click ပြီးတော့ကိုကမိန်လေးထားချင်တယ်ဆိုရင်ကိုထားချင်တဲ့လောက်ထားလို့ရပါတယ်ကိုကအပြည့်ထားမယ်ဆိုရင်ထားလို့ရပါတယ်မိန်လေးထားခြင်းဒီဘက်ဘက်ကို short ပေးပါ text နဲ့ပတ်သက်ပြီးတော့ဒီလောက်ဆိုရင်တော်တော်များများသိသွားပြီလို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် like subscribe လုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်bye for now